မင်္ဂလာပါဗျာစနေနေ့ကအာဆင်နယ်ရဲ့နိုင်ပွဲကတော့တကယ်ကိုပြိုးစရာဖက်သွားတယ်စန်ဒါလန်ကောင်3-0နဲ့9ထက်အရေးကြီးတာကအမတ်ပေးစရာထိမှ9မှ3ဖြတ်သွားနိုင်ခဲ့ပြီဗျာဟုတ်တယ်ရှင့်ဒါကချန်ပီယံဆုအတွက်စိတ်သက်ပိုင်းဆိုင်ရာအသာစီးရမှုတော်တော်ကြီးကိုကြီးတယ်နော်ဒါပေမဲ့လေပွဲအစပိုင်းကတော့ထင်တယ်လို့မလွယ်ခဲ့ဘူးဟုတ်တယ်ပထမပိုင်းမိနစ်40လောက်အထိကတော်တော်လေးအကျက်ရိုက်နေတာစန်ဒါလန်ရဲ့ခန်းစစ်ကတော်တော်ကိုစီဇနစ်ကြလွန်တယ်အဲ့ဒီလိုတင်းခံနေတဲ့အခြေအနေကိုချိုးဖြတ်ပေးလိုက်တာကတော့မာတင်ဇူဘီမင်ဒီပဲဟုတ်ပါဗျာပွဲချင်း40မိနစ်ကသူ့ရဲ့ဂိုးကတော့တကယ်ကိုအဖို့တမ်းပဲအဲ့ဒီအပြင်ဘက်ကနေကန်တွင်လိုက်တာအဲ့ဒီဂိုးရဲ့နီးစနစ်ပိုင်းလက်ပါတာတဲ့ပိုးပြီးတော့လေသူ့ရဲ့နီးပြွာပိုင်းဆိုင်ရာအရေးပါမှုကပိုစိတ်ဝင်စားဖို့ကောင်းတယ်။အိုးဘယ်လိုမျိုးလဲဗျာ။ဘာလဲဆိုတော့စန်ဒါလန်ကလိုးဘလော့ပုံစံနဲ့ခန်းစစ်ကိုကြစ်ကြစ်လေးလေးပိတ်ကစားနေတာလေ။ဟုတ်တယ်။အာဆင်နယ်ကသူတို့ဂျားတဲ့ကနေထိုးပေါက်ဖို့ကြိုးစားနေတာအခွင့်အရေးကမရဘူး။ဟုတ်တယ်။အဲ့ဒီအချိန်မှာဇူဘီမန်ဒီယာအဝေးကနေကံမှုဆုံးဖြတ်လိုက်တာကဟုတ်ကဲ့မင်းတို့ကြောင့်ကဖြတ်လို့မရရင်အပေါ်ကနေပဲကြော်ပြစ်မယ်ဆိုတဲ့သဘောပဲ။အဲ့ဒါကပွဲရဲ့အရှိန်ဟုန်ကြလုံးကိုပြောင်းသွားစေတဲ့ခိုက်တန့်ပဲရှင့်ဟုတ်တယ်အိုက်ကိုရပြီးမှကစားပွဲကပွင့်သွားတာဒါပေမဲ့အဲ့လိုအဝေးကနေယုံကြည်မှုရှိရှိကမ်းတိုင်မှုဆိုတာကလည်းကွင်းလယ်မှာအလုံးစုံချိုးကင်ထားနိုင်မှာဖြစ်မှာဒီနေရာမှာတော့ Declan Rice ကိုချီးကျူးရမယ်သူဂိုးမသွင်းပေမဲ့လေဟုတ်ပါတယ်သူ့ရဲ့အကျိုးသက်ရောက်မှုကစည်ရင်စရာတွေမှာမြင်ရမှာမဟုတ်ဘူးအထူးသဖြင့်စန်ဒါလန်ရဲ့တံပြန်တိုက်စစ်တွေကိုသူဘလို့တားဆီးခဲလဲဆိုတာကြည့်ရမယ်စန်ဒါလန်ကဘောလုံးဆုံးသွားရင်သူတို့ရဲ့ရှေ့တန်းလူတွေကအပေါ်မှာကျန်နေခဲလေရှိတယ် Rice ကအဲ့ဒီသူတို့ချန်ထားခဲ့တဲ့နေရာလို့ကိုအများနဲ့နေရာယူထားပြီးတော့ဘောလုံးရတာနဲ့ရှေ့ကိုချက်ချင်းတိုက်စစ်ဆင်နိုင်ခဲ့တယ်ဆိုတော့ဒါကပြိုင်ပွဲရဲ့ပထမတိုင်းခွင့်စစ်လိုင်းတစ်ခုလုံးကိုကြော်ဖြတ်ပြလိုက်တယ်လို့ပဲပေါ့ဟုတ်တယ်အဲ့ဒါကြောင့်အာဆင်နယ်ရဲ့ကစားကွက်အကူအပြောင်းကရမ်းညံနေတာဟုတ်ပါပြီကွင်းလယ်ကိုအခိုင်အမာတီဆောက်ပြီးအခွင့်ကိုလည်းရပြီဆိုတော့ပွဲကိုအပြတ်သိမ်းဖို့ပဲကြံတော့တယ်အဲ့ဒီချိန်မှာပဲ Victor Gyökeres ဝင်လာပြီးတော့ပွဲကိုတကယ်ပိတ်သိမ်းသွားခဲ့တာပဲဟုတ်တယ်ရှင်လူစားဝင်လာပြီးနှစ်ဂိုးတောင်တွင်သွားတာသူရဲ့ပထမဂိုးက Kai Havertz ရဲ့ဖန်တီမှုကနေနော်ဟုတ်တယ်သူ့ရဲ့အဆုံးသတ်သေးကြမှုကတော့ပြောစရာမလိုအောင်ကောင်းတယ်ဒါပေမဲ့ကျွန်မမြင်တာကသူ့ရဲ့ဝင်ရောက်လာမှုကအာဆင်နယ်ရဲ့ကစားကွက်ကိုပါပြောင်းလဲစေခဲ့တယ်လို့မြင်တယ်။အော်ဟုတ်လား။သူဝင်လာတော့ဆာကာနဲ့မာတီနယ်လီတို့ကိုဘေးတောင်ပန်ဒီမှာပိုကျဲကျဲကစားခွင့်ရလာတယ်။နီအောင်ပိုရလာတာပေါ့။အဲ့ဒီခါမှာပိုးကျင်နောင်မှရောက်လို့ပင်မနဲ့စန်တာလင်ရဲ့ခံစစ်ကစားသမားတွေကြားမှာနေရာလွတ်တယ်မလားဒီဖြစ်လာတာ။အဲ့ဒီနေရာလွတ်တွေကို Gyökeres ကအကောက်ဆုံးအသုံးချသွားနိုင်ခဲ့တာပဲ။ဟုတ်တယ်သူရဲ့လှုပ်ရှားမှုတွေကခံစစ်တော်တော်ခေါင်းဟဲစရာဖြစ်ခဲ့တာ။ဒါဆိုရင်တော့ခြုံပြီးကြည့်လိုက်ရင်တော့ Zubimendi ကတကားဖွင့်ပေးတယ်။ Rice က Cement ပြင်ပေးတယ်။ Gyökeres ကတော့အနိုင်ဝဲအတွက်လက်မှတ်ထိုးပေးသွားတယ်ဆိုတဲ့သဘောပဲနော်တကယ့်ကိုပြည့်ပြည့်စုံတဲ့အသင်းလိုက်နိုင်ဝဲတော့ဟုလို့ပြောလို့ရတယ်ဟုတ်ပါဗျာပြီးတော့လေဒီနိုင်ပွဲကအမတ်ပေးစရာမှာကိုမအတားရလိုက်တာကြောင့်အာဆင်နယ်အသင်းသားတွေရဲ့ယုံကြည်မှုကိုအမြင့်ဆုံးချီတွင်းတင်ပေးလိုက်တယ်လို့ပါပဲဟုတ်တယ်ချန်ပီယံဆုကိုအရယူနိုင်တဲ့ဆိုတဲ့အတွေးကိုဖြိုင်ဘက်တွေရဲ့စိတ်ထဲကိုပါကြောက်အောင်စိုက်ဝင်ပေးလိုက်နိုင်ခဲ့တယ်ဟုတ်ပါတယ်အရှင်ဟွန်ကသူတို့ဘက်မှာပြည့်ဝရှိနေပြီကဲဒါဆိုရင်တော့စဉ်းစားစရာလေးတစ်ခုနဲ့ညီကုန်းချူလိုက်အောင်ဗျာဒီလိုကစားသမားတူးချင်းစီရဲ့ထူးချွန်တဲ့ခြေစွမ်းတွေရဲ့အခြေအနေပေါ်မူတည်ပြီးပြောင်းလဲနိုင်တဲ့နီးဗျူဟာပိုင်းဆိုင်ရာလိုက်လျောညီချွေရှိမှုတွေပေါင်းဆက်လိုက်တဲ့အခါလက်ရှိအာဆင်နယ်အသင်းဟာဒီယာဒီမှာတားဆီးလို့မရတော့တဲ့အင်အားစုတစ်ခုဖြစ်လာပြီလို့ပြောနိုင်မလား